မယ်တရားရှိတဲ့ညီကိုမောင်မရောက်ရှိတယ်ခမရတို့အဲ့ဒီအရာလေးကိုမကျေနပ်ကြနဲ့ခမရတို့ငါတို့လုံနိုင်တယ်လို့လုံမှာပေါ့မှတ်ထားဒီနိုင်ငံ system မှာခမရတို့သိတဲ့အထိလုံဖို့ system မှာဆွဲထားပြီးသားသိတဲ့အထိလုံဖို့သူတို့ system နဲ့ဆွဲထားပြီးသားနောက်အနည်းဘယ်နှဆယ်မှာဘယ်အလုပ်သမားကိုပြန်ခေါ်မယ်ဒီလူတွေသိဝိုင်းရှိထားပြီးသားခမရတို့ရုံထွက်ခြင်းတခုပဲဖယားနဲ့ဒါကြောင့်ကျမ်းစာပါပြောလဲယေရှုကကိုယ်တိုင်ပြောတာဝန်လေး၍ပင်ပန်းတော့သူပေါင်းလို့ခမရတို့ကိုမလိန်နဲ့ခမရတို့ပင်ပန်းနေကြတယ်ပင်ပန်းတော့ဖုံးချင်တော့အရက်နဲ့ဖုံးတယ်ပင်ပန်းတော့ဖုံးချင်တော့ခမရခိုင်နီးလေးငုံပြီးတော့မှ feeling နဲ့အလုံးလုံးချင်တယ်ခမရတို့ဖုံးနေတာကိုလိန်နေတာတေချာစဉ်းစားကြည့်ခမရတို့ပင်ပန်းနေပြီပင်ပန်းနေပြီနွားနယ်နေပြီအနာဂတ်ကိုကြည့်တလုံးလုံနိုင်မလားခမရကျမ်းမာရှိမကောင်းနိုင်လုံနိုင်မလားအဲ့ဒီကမ္မကအနတ်နေနဲ့မကြရင်မလွယ်ဘူးဖယားကကွယ်မှုကြောင့်ခမရတို့ဒီနေ့ထိကျမ်းမာနေတာဘယ်လိုဆက်လုပ်မလဲတခုပဲချစ်တော်ကျွန်တော်မေတ္တာနဲ့ပြောမယ်ဒီမှာကျွန်တော်တရားလာဟောတာအလူငွေရဖို့လာတာမဟုတ်ဘူးပြတ်သားပြောမယ်အလူငွေရဖို့လာတာမဟုတ်ဘူးခမရတို့ဆရာလည်းပတ်စံတပြားမှကျွန်တော်မလိုချင်ဘူးဒါပေမဲ့ကျွန်တော်လိုချင်တာတခုလို့ရှိတယ်ခမရတို့အတ္တတာတွေဖယားနဲ့ပြန်ဆက်ရပါစေအဲ့ဒါမရရင်ခမရတို့ပင်မမယ်ခမရတို့နွားနယ်နေတယ်အနာဂတ်မရှိဘူးသူများမလုပ်ချင်တဲ့အလုပ်သူများမလုပ်ချင်တဲ့အချိန်မှာကျွန်တော်တို့လုပ်နေရတဲ့ဘဝနဲ့ကျွန်တော်လွတ်မြောက်စေခြင်းနဲ့ချစ်တော်ညီကိုမောင်မတို့ကျွန်တော်တို့လွတ်မြောက်စေခြင်းကျွန်တော်တို့ရဲ့ဖယားကဘယ်လောက်လွတ်မြောက်စေခမရတို့ဖန်ဆင်းတဲ့ဖယားခမရတို့ချစ်လုံးလို့အသွေးကိုတော့မှသုံးပြီးတော့အပြစ်ကိုလွတ်ပေးခဲ့တဲ့ဖယားကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖယားသားသမီးလို့ပြောပြီးတော့မှကျွန်တော်တို့ဆုံးရှုံးနေရတာအဲ့ဒါဖယားလို့တော့မဟုတ်ဘူးပြန်လဲပြီးတော့မှမှန်ပါတယ်ခိတ္တခဏလုံနေရတဲ့အချိန်မှာယေရှုတော်စာချီးမွမ်းပါဒါပေမဲ့ငါမကြခင်ဒီထက်တာ၍ကြီးတော်မှုကိုပြုရမယ်လို့စတင်ပြီးတော့ကျွန်တော်တို့ယုံကြည်ခြင်းထားရအောင်ယောသသူများနိုင်ငံဂျုံဘွားရောက်သွားပါတယ်သို့တော့ဂျုံဘွားရောက်သွားတော့ညာလဲဖယားနဲ့အဆက်ရှိတဲ့အတွက်ကြောင့်သူများအိမ်မှာနေတော့ညာလဲသူကအဲ့ဒီအိမ်သူ့သခင်ပြီးရင်သူပဲအဲ့ဒီအမှတစင်သူ့သခင်ရဲ့မိန်းမရဲ့သွေးဆောင်ဖျားယောင်းမူတာသုံးမှုကြောင့်သူထောင်ကျသွားရတယ်ဒါပေမဲ့ဖယားနဲ့အတူရှိတော့ကြောင့်မှတ်ထားပါဘယ်လောက်ပဲဒုက္ခရောက်ဖယားနဲ့သွားတဲ့လူကအဲ့ဒုက္ခထဲမှာပဲနေထိတ်ဆုံးမှာပဲရှိတယ်ထောင်မှုပြီးရင်သူပဲပြန်ဖြစ်တယ်နောက်ဆုံးမှတ်ထားဒုက္ခကိုပဲကျွန်တော်မကြည့်နဲ့အဲ့ဒီဒုက္ခခဏပဲဖယားနဲ့အတူသွားတတ်တဲ့လူတွေဒုက္ခကခဏပဲကျွန်တော်ပြောမယ်အစင်မပြေမှုဆိုတော့လေဖယားနဲ့သွားတတ်တဲ့လူတွေခဏပဲဝမ်းနဲ့ချင်းဆိုတော့ဖယားနဲ့သွားတတ်တဲ့လူတွေခဏပဲဒါကြောင့်ပြောတာဖယားနဲ့သွားတတ်ရင်ညရမှာငိုကြွေးခြင်းရှိတော်ညာလဲနနက်ရမှာတခြင်းဆိုရတဲ့ခွင့်ရှိတယ်ညရမှာငိုကြွေးခြင်းလာရောက်တဲခိုပေမဲ့နနက်ရမှာတခြင်းဆိုရတဲ့ခွင့်ကိုဖယားပြင်ဆင်ထားတယ်ယောဘဒုက္ခပဲပြောကြတယ်ဒါပေမဲ့ယောဘဒုက္ခလို့ပဲမပြောနဲ့ယောဘခံရတဲ့ဒုက္ခ9လပဲကျမ်းစာမှာတေချာဖတ်ကြည့်ဘာလို့လဲဖယားသခင်ကိုသူကျေးဇူးတော်ချီးမွမ်းတယ်ဘယ်လောက်ပဲဒုက္ခရောက်ပါစေငါဖယားကိုကိုးကွယ်တာကငါအောင်မြင်လို့ငါချမ်းသာလို့ငါကြွယ်ဝလို့ဖယားကိုးကွယ်တာမဟုတ်ဘူးဒါကြောင့်ဒုက္ခရောက်လည်းပဲငါဖယားကိုးကွယ်မှာပဲအချိန်တိုင်းမှာဖယားကိုးကွယ်မယ်လို့နှလုံးသားရှိတဲ့အခါမှာဖယားက9လပြီးတဲ့အချိန်မှာသူ့နှစ်ဆသောကောင်းကြီးပြန်ပေးတယ်ယောသဒုက္ခရောက်နေတော့ညာလဲထောင်ထဲရောက်တော့ညာလဲဖယားကိုလုံးဝမပြစ်မှာပဲဖယားကိုချီးမွမ်းတဲ့အခါမှာ Egypt မှာသူများနိုင်ငံမှာဒီနေ့ history မှာပြန်လေ့လာကြည့်ကျွန်တော် history လေ့လာတယ် Christian history ပြန်လေ့လာတဲ့အချိန်မှာ Egypt မှာဒီနေ့အထိဟေပြဲလူတယောက်ဒီဒုတိယဘယင်ကဖြစ်ခဲ့တယ်ဆိုတဲ့တမိုင်းရှိတယ်ယောသဒုတိယဘယင်ကဖြစ်ခဲ့တယ်ဖာရောဘီသူပဲဆိုတာဘယ်ခေတ်ဆက်မှာတခြားနိုင်ငံကလူဒီဖာရောဘယင်အောက်မှာဘယင်ကဖြစ်ခဲ့တယ်ဆိုတာမရှိခဲ့ဘူး။အဲ့ဆိုအမတမ Egyptian နဲ့အမတမသူတို့ကြီးကျယ်တယ်။ဘသူ့ကိုမှနေရမပေးဘူးကောင်းဆောင်နေရ။ဒါပေမဲ့ဖယားနဲ့သွားတဲ့ယောသရဲ့တတ်တာတော့ကောင်းဆောင်နေရရတယ်။တင်တို့ရဲ့တတ်တာလောကသားတွေလှုပ်တဲ့အတိုင်းလိုက်အသက်မရှင်ပါနဲ့။သူများမိုးခါရီတောက်တိုင်းလိုက်မတောက်ပါနဲ့။
သူများအသက်ရှင်တဲ့အတိုင်းလိုက်အသက်မရှင်ပါနဲ့ဖယားအလိုတော်တိုင်းတင်အသက်ရှင်မယ်ဖယားနဲ့တင်သွားမယ်ဆိုရင်ဒါကြောင့်ဖယားခေါ်နေလက်နှစ်ဖက်ကိုစမ်းပြီးတော့ဝန်လေး၍ပင်ပန်းသောငါသားသမီးတို့ငါထံသို့လာကြလောငါချမ်းသာပေးမယ်ပျောက်သောသားရဲ့ဇလံကိုကြည့်အောင်ပျောက်သောသားရဲ့ဇလံမှာအဖေကသူ့ရဲ့သားထွက်သွားတဲ့နေ့ရက်နဲ့စပြီးနေတိုင်းပြန်ဆောင်မျောနေတာသိတယ်ငါသားဘလောက်ပဲဥစ္စာယူပြီးထွက်သွားဘလောက်ပဲအစဉ်ပြေပါစေထွက်သွားအချိန်တန်ရင်တော့သူဒုက္ခရောက်မယ်ဆိုတာသိပြီးသားကျွန်တော်ဖျားမပါပဲနဲ့ကျွန်တော်ကြိုက်တဲ့လောက်ကြိုးစားဖျားမပါပဲအမေရိကပဲရောက်ဖျားမပါပဲအမေရိကတက်ကောင်းတဲ့နိုင်ငံပဲထက်ရအောင်ဖျားမပါရင်ပျောက်တော့တားကဲ့သို့ပဲအဖနဲ့ဝေးသွားတဲ့ချိန်မှာတဖြည်းဖြည်းနဲ့ဆုံးရှုံးခြင်းနဲ့ပဲရင်ဆိုင်ရပြီးတော့နောက်ဆုံးမှာဝတ်စာစားခြင်းမတတ်ဖြစ်တယ်ဂျူးလူမျိုးအတွက်ဝတ်ဆိုတဲ့အရာကအယွန်ရှာဆုံးသောအရာဖြစ်တယ်သို့တော့အယွန်ရှာဆုံးအရာထဲမှာအဲ့ဒီယွန်စရာကောင်းတဲ့တိရစ္ဆာန်ရဲ့အစာကိုမှစားခြင်းမတတ်ဘဝအောက်ဆုံးကိုရောက်သွားတယ်ဆိုတော့ပြောပြတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ပြဿနာပါလဲဆိုချစ်တော်ညီကိုမောင်မတို့ဒီနေ့ကျွန်တော်လောကထဲမှာပဲကျင်လည်နေတဲ့တစ်ခါလေးမှာအဲ့ဒီအရာကြီးရောအဟုတ်ကြီးထင်ပြီးတော့ငါ့ကိုဖခင်ကောင်းကြီးမပေးဘူးငါ့ကိုဖခင်ကောင်းကြီးမပေးဘူးတဲ့ငါ့ကိုဖခင်မမြင်တော့ဘူးလားမသိဘူးတဲ့ငါတလောက်ဆူတောင်းတာတဲ့ဝတ်ချန်ထဲကနေဆူတောင်းနေလို့မရဘူးချစ်တော်ညီကိုမောင်မတို့ဝတ်ချန်ထဲကနေထပါငါဖေအိမ်တော့ငါပြန်မယ်စိတ်တက်ကြတယ်စိတ်ပြတ်တဲ့အချိန်နဲ့မတ်တထပြီးတော့ဖခင်ယနေ့ကစပြီးတော့ကျွန်တော်ရဲ့အတ္တတာကိုရောနဲ့ပြန်စတော့မယ်ကိုရောရှင်နဲ့ကျွန်တော်ပြန်သွားမယ်ကိုရောအလိုတော်တိုင်းကျွန်တော်အသက်ရှင်မယ်နှုတ်ကပတ်တော်တိုင်းကျွန်တော်ပြန်သွားမယ်ဖခင်ကိုရောကျွန်တော်ထံသို့ကိုရောထံသို့ကျွန်တော်ပြန်လာပြီကိုရောရှင်နဲ့အတူကျွန်တော်အသက်ရှင်ခြင်းပြီကျွန်မအသက်ရှင်ခြင်းပြီယနေ့ကစပြီးတော့ကျွန်တော်နှလုံးကိုရောရှင်နဲ့ပေးလိုက်ပြီလောကသားတွေအသက်ရှင်သလိုကျွန်တော်အသက်မရှင်တော့ဘဲနဲ့ဖခင်အလိုတော်တိုင်းအသက်ရှင်မယ်လို့တင်ဆုံးဖြတ်ချက်ချရင်ဒီနေ့ဒီတင်ရဲ့လွတ်မြောက်ရာနေ့ရဖြစ်တယ်ဒီနေ့မှာတင်ကိုဖခင်ကောင်းချီးပေးလိမ့်မယ်ဆုံးဖြတ်ချက်နဲ့ပြန်လာတဲ့ပျောက်တော့သားကိုဖခင်ကလက်အဖဒီလက်ခံပြီးတော့ကောင်းချီးပေးတဲ့ကဲ့သို့ဖခင်ခင်ဒီတင်တော့ကောင်းချီးပေးခြင်းနဲ့ဖခင်ဖြစ်တယ်ဒီနေ့ကျွန်တော်ပြောပြမယ်ကျွန်တော်တိုက်ဆန်အဲ့ဒီ company မှာဒီစန်တာမြို့မှာရှိတဲ့တိုက်ဆိုင်ကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော် challenge လုပ်တယ်။များစွာသောသူတွေမြိတ်နဲ့မြတ်ခွက်နဲ့ဆက်ကတ်တယ်။တဖြည်းဖြည်းနဲ့သူတို့ဖျားကိုပဲလုံးဝအာရုံပြုပြီးတော့ဖျားသခင်အောက်ဆုံးကနေအမြင့်ဆုံးကိုချီးမြှောက်နေတဲ့ဖျားဖြစ်တယ်ဆိုတော့ယုံပါလို့တိုးချန်ထဲကနေဒါဝိဒ်ကိုဖျားကဘယင်ဖြစ်စေတကယ်တော့တင်တို့ကိုလည်းပဲဒီအောက်ဆုံးဘဝကနေပြီးအမြင့်ဆုံးတိပြန်လဲချီးမြှောက်နေတဲ့ဖျားဖြစ်တယ်။ကျွန်တော်ပြောပြချင်တဲ့ချစ်တော်ညီကောင်မောင်တို့ဖျားသခင်တင်တို့အမေရိကပို့တာဒီဆက်ယုံမှာပဲလုံးဝဘဝဆုံးသွားဖို့ပို့တာမဟုတ်ဘူးဒီထက်ကြီးသောအမှုကိုပြုဖို့ဖရားပို့တာဖြစ်တယ်။မှတ်ထားဖရားပို့တိုင်းမှာကြီးသောအမှုကိုပြုဖို့ဒီနိုင်ငံကိုပို့တာ။ဒါမဲ့ဒီနိုင်ငံရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီအဟုတ်ကြီးထင်ပြီးတော့မှဟာလာကျွန်တော်တို့အသက်တာဆုံးရှုံးသွားတဲ့အသက်တာတွေများစွာဖြစ်တယ်။ဒီနေ့ဖရားသခင်ကျွန်တော်တို့ကောင်းချီးပေးခြင်းနဲ့ဒါကြောင့်ဒီအရာလေးကိုနှလုံးသွင်းလျက်ဒီနေ့ကျွန်တော်ရှင်မာကုခရစ်ဝင်အခန်းကြီး30အငယ်46ကနေ52အကြောင်းအရာလေးပြောပြီးတော့ဒီနေ့ကျွန်တော်ဆုံးသတ်မှာဖြစ်တယ်။ယေရီခေါမြို့သို့ရောက်ကြလေတပည့်တော်တို့မှဆိုင်များစွာသောလူကိုပေါင်းလို့တယ်ကွာတဲ့ထိုမြို့မှာထွက်ကြွတော်မူစဉ်တိမဲတာပါတိမဲတဲ့ယေရှုခရစ်တော်ကယေရီခေါမြို့ကိုရောက်တဲ့အချိန်မှာယေရီခေါမြို့မှာသူလှုပ်ရှားရှိတာလှုပ်ပြီးတော့ယေရီခေါမြို့ကနေပြီးတော့တခြားမြို့ကိုသွားတော့မဲ့အချိန်မှာတခြားမြို့သွားတော့မဲ့အချိန်မှာယေရီခေါရဲ့အတိတ်ဘယ်ကဘာကိုပုံဆောင်လဲဆိုတော့ယေရီခေါဆိုတာက palm tree လို့အတိတ်ဘယ်ရတယ် palm tree ဆိုတာကတန်လွင်ပင်နေနဲ့ပြည့်နေတဲ့မြို့ဖြစ်တယ်အင်မတန်မှလှတဲ့မြို့ဖြစ်တယ်ယေရီခေါမြို့ဆိုတာကတန်လွင်ပင်မြို့လို့အဓိပ္ပာယ်ရတယ်အင်မတန်မှတန်လွင်ပင်နေနဲ့ပဲပြည့်နေပြီးတော့မှဟာလာအင်မတန်မှလှပတဲ့မြို့ကလေးဖြစ်တယ်အဲ့ဒီမြို့ကိုလူတိုင်းကနှစ်သက်တယ်လူတိုင်းကကြိုက်တယ်လူတိုင်းကသွားပြီးတော့အလဲသွားကြတယ်လူတိုင်းကသွားပြီးတော့မှအလှပတယ်ကိုကြည့်ရှုခံစားနေရတယ်သို့တော့ဟိုမှာလှတယ်ဟိဒီမှာလှတယ်ဟိလို့ပြောနေတဲ့အချိန်မှာလူတစ်ယောက်ရှိတယ်သူ့နာမည်ကတိမဲရဲ့သားဘာတိမဲဘာတိမဲဆိုတဲ့လူခန်းတစ်ယောက်ရှိတယ်
လူကန်းတယောက်ကလမ်းမှာထိုင်ပြီးတော့တောင်းစားနေတဲ့ဘဝဖြစ်တယ်လူကန်းတယောက်လှပသောမြို့ထဲမှာရှိနေတော်ညာလဲသူအလှပအောင်မခံစားနိုင်ဘူးလှပသောမြို့ထဲမှာရှိတော်ညာလဲလူများတွေပြောတာပြောနေတယ်သူတို့မခံစားရဘူးအဲ့ဒီဘဝကနေသူလွတ်မြောက်ခြင်းတယ်ယေရီခေါမြို့ရဲ့အလှကလေးကိုသူကြည့်ခြင်းတယ်ယေရီခေါရဲ့လှပခြင်းသူသိတော်ညာလဲပဲအကြောင်းသာသိတယ်နားနဲ့တော့ကြားရတယ်ဒါမဲ့သူမမြင်ရတဲ့ဘဝဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာလည်းဒီတိုင်းပဲကျွန်တော်တို့ဖခင်ကအသက်ရှင်တဲ့ဖခင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကျွန်တော်ကျမ်းစာတွေလည်းအားလုံးသိကြတယ်ဟာဣသရေလလူမျိုးတွေကိုဖခင်သခင်လမ်းမရှိတော့တဲ့အချိန်မှာပင်လယ်ကိုလမ်းဖြစ်စေတဲ့ဖခင်ရေမရှိတဲ့အချိန်မှာကြောက်ထဲကနေရေကိုထွက်စေတဲ့ဖခင်ဒါဝိဒ်ကိုတိုးချန်ထဲကနေဘယင်ဖြစ်စေတဲ့ဖခင်ဒါယေလကိုချင်းသစ်တွင်းထဲကရွေးနှုတ်တဲ့ဖခင်ရှာတော့မရှိအဘိနီကိုမိအိုက်ထဲကနေကယ်နှုတ်နိုင်တဲ့ဖခင်ကျွန်တော်တို့ပုံမြင်လို့ကျွန်တော်သိနေတယ်ကျမ်းစာကပုံမြင်နေရေးပြထားတာမဟုတ်ဘူးကျမ်းစာကိုဖခင်သခင်ကကျွန်တော်တို့ကိုပေးထားတာဘာအတွက်လဲဆိုတော့ဣသလလူမျိုးတွေကိုလမ်းမရှိတဲ့ချိန်မှာပင်လယ်ကိုလမ်းဖြစ်စေသလိုမင်းတို့အသက်တာမှာလည်းပဲငါကလမ်းမရှိတဲ့ချိန်မှာအကောင်းဆုံးလမ်းကိုပြင်ဆင်ပေးနိုင်တာငါဖြစ်တယ်လို့သိအောင်ရေးပြထားတာဖြစ်တယ်တိုးကြံထဲကနေပြီးတော့ဒါဝိဒ်ကိုဘယင်ဖြစ်စေတဲ့ဖခင်ကမင်းကိုလည်းအောက်ဆုံးကနေအမြင့်ဆုံးကိုချီးမြှောက်နိုင်တာမင်းသိဆိုတာကိုသိအောင်ဒီကျမ်းစာထဲမှာဒါဝိဒ်ကြောင့်ရေးထားတာဖြစ်တယ်။ဒါယေလကိုချင်းသစ်တွင်းထဲကရွေးနှုတ်နိုင်တဲ့ဖခင်ဒီမင်းကိုလည်းအစိုးဆုံးအချိန်တွေကနေငါရွေးနှုတ်နိုင်တယ်ဆိုတာမင်းသိဆိုတာကိုသိတာအောင်ဒီကျမ်းစာကိုပေးထားတာဖြစ်တယ်။ကျမ်းစာအကြောင်းပဲသိလို့မရဘူးကျမ်းစာထဲကရှိတဲ့အရာတွေကငါအတွက်လည်းဖြစ်တယ်လို့သင်ခံယူရင်သင်ရတတ်တာထဲမှာအမင်္ဂလာတွေအားလုံးအမင်္ဂလာပြန်ဖြစ်လာလိမ့်မယ်သင်ရတတ်တာထဲမှာကြိမ်ချင်းခံရတဲ့ဘဝကနေမင်္ဂလာနဲ့ပြည့်တဲ့အတတ်တာပြန်ဖြစ်လာမှာဖြစ်တယ်By the way ဒီညကျွန်တော်တို့ကြိမ်ချင်းအမင်္ဂလာမှာမင်္ဂလာဆိုတဲ့အကြောင်းသင်မှာဖြစ်တယ်အားလုံးမိသားစုတွေထဲမှာကြိမ်ချင်းအမင်္ဂလာမိသားစုအမျိုးထဲမှာဒီကြိမ်ချင်းကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်ဒီညနေလာပါဖခင်နဲ့ပြန်လဲတော့မိသားဖွဲ့ပြီးတော့ကျွန်တော်ဒီအရာကိုကျွန်တော်တင် जा ပေးပြီးတော့တခါတည်းဆူတောင်းပေးမှာဖြစ်ပါတယ်။အဲကြောင့်ဒီအမှုရာထဲကနေရုပ်ထွက်စေအောင်ဖခင်ကကောင်းချီးပေးထားပြီးသားဖြစ်တယ်။ဒါပေမဲ့တိမဲရဲ့တာပါတိမဲရဲ့ဘဝကလှပသောနေရာမှာရှိနေတော့ညာလည်းပဲအဲ့ဒီအလှပအောင်မခံစားနိုင်ဘူး။ဒီနေ့ကောင်းမြတ်သောဖခင်ကြီးမြတ်သောဖခင်လို့ကျွန်တော်ဗဇက်ကပဲပြောတာကျွန်တော်မခံစားနိုင်ဖခင်ကျွန်တော်ဘယ်လောက်ထိကောင်းချီးပေးခြင်းလဲကျွန်တော်တို့ကိုသိလား။မင်းဖခင်ကဘယ်လောက်ကျွယ်ဝလဲဆိုတာငါ့ကိုကြည့်လို့ပြောနိုင်တဲ့အတ္တတာဖြစ်တဲ့ဒီဖခင်ကောင်းချီးပေးခြင်းတာဖြစ်တယ်ငါဖခင်ဘယ်လောက်ကောင်းလဲငါ့ကိုကြည့်ငါဖခင်ဘယ်လောက်ကျွယ်ဝလဲငါ့ကိုကြည့်ငါကျွယ်ဝတဲ့ကဲ့သို့ငါဖခင်ကျွယ်ဝလို့ပြောနိုင်တဲ့အထိဖခင်ကောင်းချီးပေးခြင်းတာဖြစ်တယ်ဖခင်အဲ့လောက်ကောင်းချီးပေးခြင်းတော်ညာလေဒီနေ့ဖခင်ကကျွန်တော်အပြင်သူ့ဘုံထင်ရှားခြင်းတာဒါပေမဲ့ဒီနေ့ယုံကြည်သူတွေကြည့်ပြီးတော့ခရစ်ယာန်လို့ပြောတော့ဘယ်သူမှထင်မကြည့်ဘူးဘာဖြစ်လို့လဲဖခင်သားသမီးလို့ပြောပြီးတော့မှအထင်ကြီးစရာဘာကြောင့်မှမရှိအကျွေးလိုက်ယူနေရတယ်အကျွေးတွေနဲ့ပြည့်နေရတယ်ပြီးတော့ဒီနိုင်ငံရဲ့ system မှာပို့ဆိုးတယ်အကျွေးမရှိလူရမဝင်အောင်လုပ်ထားတဲ့နိုင်ငံ credit card တစ်ချိန်လုံး credit card ဖြတ်တယ်အောင်ကြီးထင်တယ်မဟုတ်ဘူးတချို့လူကပြောလိုက်သေးတယ်ဆရာတဲ့ credit card လို့မခေါ်ပါနဲ့တဲ့ Christ card တဲ့အမွန်းဘာမှ Christ card မဟုတ်ဘူး credit card သုံးလို့အိမ်အောင်မှဆုံးသွားတဲ့အဖွဲ့တွေအများကြီးလွယ်လွယ်လေးလှုပ်ထားပေးတာမဟုတ်ဘူးခင်ဗျားတို့အကျွေးကျမ်းစာပြောတာပြီးတာချစ်ချင်းမေတ္တာမှတပါအပေအကျွေးမှမတင်စင်နေလို့ပြောပြီးတာဖယားနဲ့သွားတဲ့လူတွေအပေအကျွေးမှမရှိအောင်ဖယားတာဝန်ယူလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့အသက်တာဘာနဲ့တူနေလဲဆိုတဲ့အခါမှာတိမဲရဲ့တာဘာတိမဲအသက်တာကဲ့သို့ယေရီခေါရဲ့အလှပဆုံးမြို့ထဲမှာရှိနေတော့ညာလဲပဲယေရီခေါရဲ့လှပခြင်းကိုသူမခံစားရအောင်ဒီနေ့ခရစ်ယာန်ပါလို့ပြောတယ်ခရစ်တော်ယုံကြည်လို့ပြောတဲ့အဖွဲ့တွေဒီအသက်ရှင်တော်ဖခင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကိုရရတာနဲ့ကျွန်တော်သက်တာထဲမှာဖခင်သခင်ရဲ့ကောင်းကြီးမင်္ဂလာမခံစားအောင်ဒါကြောင့်ပြောမယ်ခရစ်ယာန်သက်တာဘာနဲ့တူလဲသိလားဖခင်နဲ့အဆက်မရှိတဲ့ခရစ်ယာန်တွေရဲ့သက်တာဒီဘာနဲ့တူလဲဆိုတဲ့အခါမှာထီပေါက်ပြီးတော့ထီလက်မှတ်ပြောင်းနေတဲ့သက်တာနဲ့တူတယ်ဟဲ့မင်းထီပေါက်ပြီဟုတ်လားငါလက်မှတ်ပမာထားလဲမသိဘူးဆိုတော့အဲ့ဒါရှားလို့မတွေ့တော့ဘာဖြစ်သွားဆိုတော့ကြောင်လက်သေးနဲ့ချစ်လိုက်လို့ပါသွားခွေးရစားသွားလို့ဆိုတာရှိသေးတယ်
ဒီနေ့ချစ်တော်ညီကောင်မောင်တို့ကအဲ့ဘဝထဲကနေဘုရားခင်လွတ်မြောက်စေခြင်းပြီတိမဲရဲ့တာပါတိမဲအကောင်းဆုံးအလှပဆုံးသူတို့ခေတ်ကာလတော့အလှပဆုံးမြို့ထဲမှာသူရှိတော်ညာလဲသူဘဝဒါကြောင့်အဲ့ထဲနဲ့သူယုံထွက်ခြင်းတယ်ဒီနေ့တင်တို့တက်တာမှာကောတင်တို့အမေရိကရောက်လာမှာဆိုအမေရိကရောက်လာငါတို့အဆင်ပြေမှာပဲဆိုတော့လာကြပြီးတော့အမေရိကရောက်မှာစိတ်တက်ကြတဲ့သူတွေအများကြီးပဲငါဘာသာငါဗမိုင်းမှာနေလေငါဖားလေးရှာစားငါလေးရှာစားအစင်ရောပြေလို့အခုတော့အိမ်လာကကာလာကကာဖို့အိမ်ဖို့ဘာဖို့ညာဖို့အသက်ကြီးမှရောက်တဲ့ဖွဲ့တွေပိုးဆိုးငါဘာသာငါမှာရွာမနေခိုင်နေလေငုံပြီးတော့ထင်းလေးခွဲပြီးတော့အစင်ရောပြေဒီရောက်လာမှဘာလဲအသက်ကြီးမှကြောင်းပြန်တက်တယ်ကြောင်းမတက်လည်းပဲအစိုးရပတ်စာမပေးဘူးဆိုဒါလာစိတ်တတိချာမနိုင်လဲလုတ်နိုင်လဲလုတ်ခါနာလဲထားခါမနာလဲထားခေါင်းကြိုက်လဲထားမလုံရှင်လဲထားအလုံးလုံးရတယ်ဘဝတယ်အဖြစ်လို့လေဘာလို့လဲပမပြီးမှမိသားစုထဲမှာတယောက်လုတ်လို့အကုန်စားလို့ရတယ်ဒီမှာမရအောင်အကုန်ထားလို့ဘယ်ဒီလို့မတည်တဲ့ဒီလို့ဒီနိုင်ငံ system ဒီတိုင်းပဲခင်ဗျားမလုပ်နိုင်ရင်သွားပဲဘာတိုင်ရောစင်မှမရှိတော့ဒီနိုင်ငံတွေမှာသားသမီးတွေဒီကသားသမီးတွေကောင်းကြီးခံစားခြင်းအဖေမေတွေကိုခင်ဗျားတို့ကောင်းကြီးပြန်ဖြစ်စေဖို့ကြိုးစားကြဆူတောင်းကြဆက်ကကြဘုရားနဲ့သွားမိခင်ဖခင်ကိုလှုပ်ကြွေးမိဘကိုယူသေးစွာပြုပြီးတော့မှကောင်းစားပြီးအသက်ရှင်မယ်အခုကဘယ်ဟုတ်မလဲဒီခေတ်ဒီကာလကလေးတွေအဖေမေကတော့ရုပ်ကလှုပ်ရှားနေအိမ်မှာသူကကွန်ပျူတာနဲ့ချက်တင်အဲ့ဒီကွန်ပျူတာနဲ့တော့ရေးစားထားတဲ့အဖွဲ့တွေအများကြီးပဲဂျာမနီကတယောက်ထားတယ်အင်္ဂလန်တယောက်ထားတယ်အမေရိက4ယောက်ထားတယ်ဟိုကတယောက်တော့မလေးစွန့်နေလိုက်ကြတဲ့အဖွဲ့တွေအမေတွေဖေတွေကတော့ဟိုမှာကြက်ယုံနေငှက်ယုံနေမှာငှက်ယုံတော့မရှိဘူးကြီးကျယ်စ조사ပြီးတော့ယုံကလှုပ်ရှားနေချင်မှာခမည်းတော်ကဘာလဲကွာဒီခေတ်ကာလကလေးတွေပြီးတော့မှလာလိုက်သေးတယ်ဝတ်ပုံစားပုံမှာဗမာပြည်ရောက်တော့ပုံစံမဟုတ်ဘူးအုတ်ထုပ်ကိုအနောက်နှံတာတယ်ပြီးတော့ဘောင်းမရဒီလောက်ချလာတယ်ဒီလိုလာလျှောက်တယ်ခမည်းတော်အကောင်သေးသေးလေးနဲ့ဟိုကအကောင်ကြီးကြီးနဲ့လှုပ်တာခမည်းတော်အကောင်သေးသေးနဲ့ရှောက်လှုပ်မဲလှုပ်လိုက်သေးတယ် what's up တဲ့ဘုရားเจ้าနဲ့မှာ what's up ရိုးတဲ့အမ what's up ရိုးရေးမကြည့်ဘူးခမည်းမိခင်ဖခင်ကမှကြက်ယုံမှာတည်တော့မယ်ခမည်းတော် what's up လှုပ်ဘဝထဲမှာယောဂလှုပ်ရှားဒီနိုင်ငံမှာအဆင်မပြေဘူးနော်အဆင်ပြေတဲ့ရောင်လို့ရှိတယ်ဒါပေမဲ့အနောက်မှာ pressure တွေအများကြီးပဲအိမ်လာကပေးဖို့ကားလာကပေးဖို့ဘာညာအိမ်ကြီးတာဝယ်ထားတယ်တနေ့ကျွန်တော်အိမ်ဇက်ကပ်မယ်ဟာရောက်သွားပြီဇက်ကပ်ပေးဖို့ TV ကလည်းအချင်းပြဟာ TV ကောင်းလိုက်တော့ကွာလို့ငါတို့ကြည့်ရအောင်ဆရာတဲ့ဘယ်သူမှမသိစေနဲ့ cable ဖို့မရှိသေးလို့ကေဘာဘူးမရှိလို့ line မတက်ထားဘူးတက်ထားဒါဆိုဘာလို့ထားတာလဲကေဘာဘူးရှိမှဆရာလဲကြွားချင်းဒီ TV ဆိုပြီးပါမဟုတ် TV အလုံးတစ်တစ်လေးအိမ်ထဲထည့်အကြီးပြန်ချခလေးကဘောလုံးနဲ့ပေါက်လိုက်ကွဲသွားအခုကဘာမှထိလို့မရအောင်လေကွာခွာဆိုကွဲအမလေးနဲ့မပြီးဘူးအလုပ်ပြန်လုပ်ပြီး TV နောက်တစ်လုံးထပ်တင်နေဘာအတွက်သက်ရှင်တာကြီးအိမ်ဝယ်ထားတယ်အဲ့ဒီအိမ်ကကိုပိုင်မြထင်လားအေးနဲ့စာချုပ်ချုပ်ထားတဲ့အနှစ်40နဲ့ခမရနောက်နှစ်40အသက်ရှင်မှာပြောနိုင်လားစဉ်းစားရနောက်9နှစ်မှာအလုပ်ပြုတ်သွားခမရမပေးနိုင်ဘန်သိမ်းမှာဘဝကစဉ်းစားကြည့်
ခမရတို့ဒါလာစစ်စင်းရဲ့တောင်ပြောပြတာမဟုတ်အဲ့ဒီတဲကနေခမရတို့ရုံထွက်နိုင်ဖို့တလမ်းမယ်အဲ့ဒါကိုပြောမယ် Jesus said I am the way စစ်မှန်သောအရာတွေမရှိဘူးဒီနိုင်ငံတနာမယ်ထင်လားတနာမယ်ထင်လားမတနာဒီနိုင်ငံမှာအခု social security ပတ်စံတွေအကုန်လုံးထုတ်ချလိုက်ပြီသိလားနောက်ဆက်နှစ်15နှစ်မှာဒီနိုင်ငံမှာပင်စင်မရှိနိုင်တော့အဲ့ဒါအဟုတ်ကြီးထင်ငါတို့လုပ်တယ်ပင်စင်မရှိတော့ခင်ဗျားတို့ဘာလုပ်မလဲပင်စင်မပေးနိုင်ဘူးဘာလုပ်မလဲမထားပါဖယားနဲ့မသွားတတ်ရင်မရတော့တဲ့ကာလဖြစ်တယ်ကျွန်တော်ကြိုးစားနာပဲကျွန်တော်တို့ဘာမှမမြင်ဘူးမနှက်ထိုင်အလုပ်လုပ်တပတ်စာဝဲမြင်တယ်တပတ်ပြီးရင်ချက်ကြရမယ်အဲ့ဒါပဲမြင်ပြီးတော့လုပ်နေတာဘဝကဘာနဲ့တူလဲဆိုတော့လင်းယုံလို့အပေါ်ကနေပြန်ဝဲတော့မကြည့်နိုင်ဘူးကြက်ကလေးတွေလိုပဲတပတ်စာလေးရလိုက်ပြန်လာလိုက်လှုပ်လိုက်တပတ်စာလေးရမြေကြီးအရာပဲကြည့်နေရတယ်ဖယားကျွန်တော်တို့ဘာပြောလဲထာဖယားကိုမျောလင်းတော်သူတို့မူကားအားပြေကြလိမ့်မယ်ထာဝရဘုရားကိုမျှော်လင့်ရင်ဘာဖြစ်မလဲအားပြည့်မယ်ရွှေလင်းတာကဲ့သို့တဲ့အင်္ဂလိပ်လိုဆိုတော့ golden eagle ရွှေလင်းယုံကဲ့သို့ဘာလို့ပြောရွှေလင်းယုံဆိုတာလင်းယုံဆိုတာကဘယ်တော့မှအောက်မှာပဲမနေဘူးမြေကြီးကိုတော့မထိဘူးမြေကြီးကိုမှရှိတဲ့အကောင်တစ်ချက်ကလေးဝိဆိုယူရချက်ချင်းပြန်တက်သွားတာဟိုးပေါ့မြေကြီးနဲ့မဆက်ဆံကျွန်တော်တို့ eagle မို့ကျွန်တော်တို့ chicken တွေဖြစ်နေတာကိုမကျင်တဲ့ကောင်ဆိုတစ်ချက်လေးကောင်းအောင်စိတ်လိုက်အောက်ရေးကြီးအရာပဲဟိုကလေးစားလိုက်ဒါနဲ့ပဲ chicken eagle မို့ကျွန်တော်ဘဝ chicken ဒါကြောင့်မပြန်နိုင်ဘူးလေမပြန်နိုင်ဘူးကြက်ပြန်တာတွေ့မလားခဏပဲကျွန်တော်ဘဝလည်းအဲ့ဒီတိုင်းပဲဖယားနဲ့အောင်မြင်ဆိုအသက်မရှင်နိုင်ခဏပဲအောင်မြင်လဲခဏပဲပြဖုံးဆိုပြန်ကြတော့ကြက်ပဲအချင်းပြင်းမဲ့လို့လည်းပြန်ကြတော့ဆရာရဲ့စာရဆောပဲဘာစာရဆောရမှာလဲဖယားသားသမီးစာရကိုကိုကဆောရမှာဘာစာရဆောတာယောဂဖြစ်ပြန်ပြီဆရာဆူတော့မေးပါဟိုဆရာရဲ့ကောင်းကြိုက်တာလေအမလေးဆရာရဲ့အစင်ပြေလားပြေတော့ပြေပါတယ်ဆရာရဲ့ဒါပေမဲ့ဆိုတာနဲ့စလိုက်တာတခုမှအစင်ပြေတာမရှိဘူးအဲ့ထဲကနေဘုရားခင်ရုပ်ထွက်စေခြင်းပြီလာမရှိတော့ဘူးအမေဒီနိုင်ငံမှာမာစီဒီစီတဲ့ဖွဲ့တယ်မထင်နဲ့မာစီဒီစီတော့ကပ်ပြီးလာပြောတယ်ဆရာတဲ့စီမထည့်နိုင်တဲ့အချိန်တွေရှိတယ်ဆူတောင်းပေးပါကားဘိုးဈေးကြီးတယ် insurance ဘိုးဈေးကြီးတယ်မာစီဒီနဲ့လာတာဖျားကြောင်းကိုအတင်းလူကြီးချက်ချင်းခန့်တယ်မာစီဒီစီလို့ဝေါအဲ့လိုနော်ဆူတောင်းတော့ပဲခဏထားမာစီဒီစီအတင်းလူကြီးခန့်လိုက်တာညီကိုတယောက်ကတင်4000တောင်ဝယ်တယ်ဝါကတင်4000တောင်ကတင်တခါမှမအိပ်ရဘူးဆူရှီလိုက်တယ်တခါမှဆူရှီလိုက်တယ်လိုက်ပြီးပြန်လာညနက်ပြီခောက်ပေါ်မှာအိပ်ပျော်သွားတယ်ချိန်နဲ့မနေဟိုမှာ plastic ကြီးနဲ့ဒီတိုင်းအိပ်ပြန်ရောက်ခဏလေးတည်းမေးလိုက်မှဆိုတော့ဒါလေးတည်နေကြည့်အဲ့ဒါတလားကြော်ပြီးဆရာကြီးဂတိမမတက်နိုင်ဘူးထင်းတာကျွန်တော်တို့မခံစားရဘူးရေဒီခေါမျိုးထဲမှာရှိပြီးတော့ပါတိမယ်မခံစားရအောင်လားပါတယ်ဆိုအဲ့ထဲကနေသူရုံထွက်ခြင်းပြီအဲ့ခါမှာငါဘလို့ရုံထွက်ရမှာလဲလို့သူမော်ကြည့်တဲ့ချိန်မှာသူလေးလာတယ်ယေရှုခရစ်တော်ငါတို့မြို့ထဲလာတယ်ဆိုတဲ့တည်င်းကြပြီနေရချင်းတော့ချစ်တော်ညီကောင်မောင်
ယေရှုခရစ်တော်ဒီသင်ဘဝရဲ့အနာဂတ်ကိုအလှပဆုံးပုံဖော်ပေးမယ်အရှင်သခင်ဖြစ်တယ်သင်ရဲ့အနာဂတ်ကိုလှပအောင်လူအကြိုက်ကိုနတ်မလိုက်နိုင်ဘူးလေစကားပုံရှိတယ်ဒါပဲမှတ်ထားထာဝရဘုရားနဲ့အကျွမ်းဝင်ရင်စိတ်နှလုံးအလိုပြည့်ရတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးမယ်အကျွမ်းဝင်တယ်ဆိုတာပါလဲငါဒီနေ့တနာရီပြည့်အောင်ဆူတောင်းမယ်နိုင်ကြည့်လိုက်ခုဒီ9မိနစ်တောင်မကြော်သေးဆူတောင်းချလဲကုန်တော့မယ်ရှိသမျှအမျိုးတွေအကြောင်းကုန်ရွတ်တယ်ကြည့်လိုက်10မိနစ်တောင်မကြော်သေးအဲ့ဒါမွေးလျော်တာမဟုတ်ဘူးတို့ကြည့်လိုက်တနာရီလည်းမပြည့်နိုင်တော့ဆူတောင်းရင်းနဲ့ခေါင်းကကြားချစ်တော်ကြီးကောင်မောင်တော့ဖျားသခင်နဲ့မွေးလျော်တယ်ဆိုတာဖျားအကြောင်းဖျားရဲ့မေတ္တာမခံစားဘဲမွေးလျော်လို့မရအောင်အာမင်တီမဲရဲ့တာဘာတီမဲကတော့သူ့ဘဝမှာတီမဲတာဘာတီမဲအမည်ရှိသောလူကန်းဒီလမ်းနာမှာထိုင်၍တောင်းစားလေနာဇရက်မြို့သားယေရှုရှိကြောင်းကိုကြားလျင်ဒါဝိဒ်သားတော်ယေရှုအင်္ဂလိပ်လိုလုပ်ပေးတာကျွန်တော်ယေရှုတင်တယ်ဘာလို့ဆိုကျွန်တော်အင်္ဂလိပ်ကျမ်းစာနဲ့မှဒီအတိတ်ပဲပေါ်မှာဖြစ်တဲ့အတွက်ကျွန်တော်ပြောပြချင်တယ်သူ့ဘဝကတဒေါင်းစားဘဝနဲ့နှစ်ပေါင်းများစွာလှပမှုမမြင်နိုင်တဲ့အပြင်သူ့ဘဝဟိုအောက်ဆုံးမှာရှိနေရတယ်ဒီနေ့ချစ်တော်ညီကောင်မခင်ဗျားတို့မှာ vacation ရှိလား vacation ဆိုတာနားလေကြလားဒါမဲ့ခင်ဗျားတို့အလုပ်လုပ်နေချိန်မှာအင်္ဂလိပ်တွေဘာလုပ်နေလဲသိလား vacation ယူနေတယ်မိသားစုနဲ့မိုင်ယာမီလာဘိုင်ယာကီလာဘာလဲဒီတော့အေးစေအင်ဂျင်နီယာချိုးပြီးတော့ beach မှာကျွန်တော်ညီကောင်မဘာမှမရှိဘူးဘာပဲရှိလဲ Christmas တစ်ချိန်အဲ့ဒါ vacation ပဲကျွန်တော်ဘဝမှာတာယာမှုတတ်တာမရဘူးစစ်မှန်တဲ့အောင်မြင်ခြင်းမရနိုင်ဘူးဒီနေ့ချစ်တော်ညီကောင်မကျွန်တော်ပြောပြမယ်ယေရှုရှိကြောင်းကိုကြားရင်ဒီနေ့ကျွန်တော်ပြောပြမယ်ခင်ဗျားတို့အဲ့ဒီဘဝလွတ်မြောက်ခြင်းကျွန်တော်ဒီအောက်ဆုံးဘဝကလာတဲ့သူဒါကြောင့်ကျွန်တော်ပြောပြတယ်ကျွန်တော်စာအုပ်ဖတ်ပြီးတော့တရားဟောတဲ့လူမဟုတ်ဘူးဒါကြောင့်သူများပြောတယ်ဆရာဒေးဗစ်အားဖြင့်ကျွန်တော်တတ်တာပြောင်းလဲခဲ့တယ်ဗျာကျွန်တော်လည်းတရားဟောတယ်အများကြီးနားထောင်တာပဲဗျာဆရာတွေအများကြီးနားထောင်တာပဲဗျာကျွန်တော်ချိုးဆရာတွေကျွန်တော်ဘာမှမသိဘူးကျွန်တော်လည်းမပြောရဘူးဒါပေမဲ့ကျွန်တော်ပြောမယ်ကျွန်တော်ကတော့စာအုပ်ဖတ်ပြီးတော့မဟုတ်ဘူးဒီနေ့ငါဒီတရားဟောဖို့ငါစာအုပ်ဖတ်လိုက်မှအဲ့ဒီထဲမှာကျွန်တော်မပါဘူးစာအုပ်ဖတ်ပြီးတော့မဟုတ်ဘူးကျွန်တော်ဘဝမှာခံစားခဲ့တဲ့အရာကိုခံစားခဲ့ပြီးလက်တွေ့ကြုံခဲ့တဲ့အရာထဲကနေရုပ်ထွက်လို့ရလာတဲ့အရာကိုခင်ဗျားတို့ပြန်ချပြတာပဲဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်အာမခံရတယ်ဒီမှာအတ္တတာထဲမှာမျော်လင့်စရာမရှိတော့မှတ်ထားပါယေရှုရှိတယ်ကျွန်တော်ပြောမယ်ဒါပေမဲ့အဲ့ဒီယေရှုသည်အယုတ်ကလေးတယုတ်တင်တော့ကိုးကွယ်ရမယ်ဖယားမဟုတ်ဘူးသူကအေမာနွေလပြန်ပြောရအောင်ပါလဲပြောရအောင်ပါလဲအေမာနွေလအနက်ကကျွန်ုပ်တို့နဲ့အတူရှိတော်မူသောဖယားဆိုတာကကောင်းကင်ဘုံမှာတင်ထားပြီးတော့ဖယားလို့ထိုင်ရှုံးပေါ့ဖယားကအေမာနွေလကျွန်ုပ်တို့နဲ့အတူရှိတဲ့ဖယားအတူရှိခြင်းကျွန်တော်တို့မခံစားရအောင်ဘာဖြစ်လို့အတူရှိခြင်းကိုအတိမမပြုလို့တချို့လူတွေရှိသေးတယ်ဘာသာရေးခရိယာတွေကဒီလိုတောင်းတတယ်ဖယားကျွန်တော်နဲ့အတူရှိပါအေမာနွေလကျွန်တော်တို့နဲ့အတူရှိတဲ့ဖယားဘယ်ဒီရှိမယ်လို့ပြောလဲကကဘာဂုံတိတောင်မင်းတို့နဲ့ငါအတူရှိမယ်လို့ပြောတယ်ဒါပေမဲ့အတူရှိမယ်လို့ပြောတဲ့ဖယားကိုအတူရှိပါလို့ဆုတောင်းနေကြတဲ့အဖွဲ့တွေရှိတယ်ဟမ်ကိုဘေးနားမှာကိုယ့်ရဲ့မိန်းမငုတ်တုတ်ကြီးထိုင်တဲ့ကိစ္စအတူရှိပါနော်ပြောလိုက်ရင်မိန်းမဘာပြောမှန်းတဲ့နေယူနေလားလို့ပြောတယ်ဖယားမလို့မပြောတာဟမ်အေမာနွေလကျွန်တော်နဲ့အတူရှိတဲ့ဖယားကိုရောရှိပါနော်ကိုရောပြောနေငါရှိတယ်ငါသားနားမကြောက်နားပေးနေကြတဲ့ခရိယန်တွေမကြောက်ပါလို့မခံစားရလို့ဘာလို့မခံစားလဲကိုရောအတူရှိကြောင်မှအတိမပြုလားအရက်တောက်နေတဲ့ဖွဲ့တွေကိုရောရှိကြောင်အတိမပြုရင်ခင်ဗျားတို့အရက်မတောက်ရဲဘူးအိမ်မှာလဲခင်ဗျားတို့ဘုရားကျောင်းမှာဒီအရှိမလာ